ဒီ2025ရက်ဒီမြန်မာနိုင်ငံကိုသားပြီးတဲ့အလှမယ်တွေရဲ့အကြောင်းကိုပေါ့နော်ဒီလှုပ်ရှားမှုတွေကိုစမ်းစစ်ကြည့်တဲ့အခါစမ်းစစ်ကြည့်ရဆိုတာကလည်း teacher စီကိုယ်တိုင်ကလည်းဒီအလှမယ် beauty pageant blog တွေလုပ်နေတာဆိုတော့သူတို့အများနဲ့မျက်စိတောက်ထောက်ကြည့်နေတယ်လို့မျိုးတော့ဖြစ်နေတာပေါ့ဆိုတော့ကြည့်တဲ့အခါဒီလှုပ်ရှားမှုတွေနဲ့အများနဲ့ပြည့်နေနေတဲ့သူကကြတော့ JK Sophia ဖြစ်တယ်ပေါ့နော်ဒီ grand ဆိုတဲ့အတိုင်းပဲသူကငြိမ်သက်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီ energy အပြည့်နဲ့စွမ်းအားအပြည့်နဲ့ကိုအင်အားအပြည့်နဲ့ကိုအမြဲတမ်းလှုပ်ရှားမှုတွေပြည့်နေတဲ့အလှမယ်တယောက်အနေနဲ့ဒီတွေ့ရတယ်ပေါ့နော်သူ့ကိုဒီသူ့ရဲ့တကယ်အဆိုပါရမီကိုအသုံးချပြီးတော့ပွဲတွေလည်းတချင်းစုပွဲတွေလည်းဆက်တိုက်ဆိုနေသလိုကြော်ညာမော်တဲ့အဖြစ်ရောပြီးရင်နောက်ဒီ senior အလှမယ်အဖြစ်နဲ့ဒီ Miss Grand အခု2016 City ပွဲတွေစနေပြီဆိုတော့ပွဲတွေကိုဆက်တိုက်တက်ပြီးတော့ crown လွှဲတဲ့ activity တွေလည်းတောက်လျှောက်လုပ်နေတာလည်းတွေ့ရတယ်ပေါ့နော်ဒါအပြင်ဒီကြားထဲမှာပဲသူကလူမှုလုပ်ငန်းတွေကိုလုပ်တာလည်းဒီ4ခါ5ခါလောက်ကိုသူ့ကိုတွေ့ရပြီပေါ့နော်ဆိုတော့ဒီ JK Sophia ကိုမြင်ရတဲ့အခါတိုင်းဒီသူ့ရဲ့ activity တွေဟာဒီလက်ရှိတောင်ထမ်းဆောင်နေတဲ့အလှမယ်တယောက်ရဲ့ဒီလှုပ်ရှားမှုတွေအဖြစ်ပေါ့နော် active ဖြစ်နေတွေ့ရတဲ့အလှမယ်တယောက်လို့ပြောလို့ရတယ်ပေါ့နည်းနည်းလေးတိမ်မြုပ်သွားတာမျိုးတောင်မရှိဘဲနဲ့ပေါ့နော်သူလုပ်စရာရှိတာကိုတောက်လျှောက်လုပ်နေတဲ့ဒီ active ဖြစ်တဲ့အလှမယ်တယောက်အနေနဲ့မြင်ရ